လုပ်ထားတာဖြစ်တယ်ဆိုတာသိလိုက်ရတယ်ဒါကြောင့်တိုကိုဟာအဲ့ဒီလူရဲ့တကယ်လက္ခဏာကိုမေးခွန်းထုတ်လာမိတယ်သူ့ရဲ့တန်တရားကိုစမ်းသပ်ဖို့တိုကိုဟာမစ်ကိုတမင်တကာရန်ဖြစ်အောင်ဆွပေးခဲ့တယ်ဒါတစ်ချောင်းကသူ့စီကိုတိတ်တိတ်ရောက်လာတဲ့အခါတိုကိုဟာဓာတ်နဲ့လက်နဲ့တစ်ချက်တည်းနဲ့တုံ့ပြန်လိုက်တယ်သူကဓာတ်ကိုခုတ်လိုက်ပေမဲ့မစ်ကသူ့ဖက်နဲ့ကိုကြိတ်လိုက်တဲ့အခါဓာတ်ဟာချက်ချင်းပဲပြန်ကောင်းသွားတယ်ပြီးတော့တိုကိုကိုအားကောင်းတဲ့အဆုံးသက်လှုပ်ရှားမှုတစ်ခုထုတ်လိုက်ပေမဲ့တိုကိုကလုံးဝနောက်မဆုတ်ဘူးသူကဓာတ်တွေကိုတိတ်တိတ်ဖြတ်ပြီးပခုံးပေါ်ပြစ်လဲချလိုက်ပြီးတိုကိုမြေပြင်ပေါ်လဲကျသွားစေတယ်ဒီကနေတိုကိုကဒီလူဟာမစ်စစ်အမှန်မဟုတ်ဘူးဆိုတာအတည်ပြုလိုက်တယ်တိုကိုကဘသူလဲဆိုတာသိလိုက်ရတဲ့အခါအဲ့ဒီလူကနောက်ဆုံးမှာသူ့ရဲ့နောက်ခံကိုဖော်ပြလိုက်တယ်သူဟာမင်းရဲ့တပိတ်တယောက်တာဖြစ်တယ်ဆိုတာသိလိုက်ရတယ်တကယ်မဲကဓာတ်တွေကိုတွေးဖို့အတွက်ဒနာရီလာရေကြောက်တုံးတုံးကိုရှာဖွေဖို့လွန်ခဲ့တဲ့6နှစ်ကထွက်သွားခဲ့တယ်ဒါပေမဲ့သူ့ရဲ့လက်ရှိကျွမ်းကျင်မှုကမူလမေကနဲ့တန်းတူဖြစ်နေပါပြီကမရှင်ကသူ့ရဲ့ကျိုးနေတဲ့မိဖို့ချောင်းသားကိုပြင်ပေးဖို့ချက်ချင်းပြောပေမဲ့အဲ့ဒီလူကဒနာရီလာရေကြောက်တုံးကိုရှာတွေ့ရင်ကမရှင်ကအတွက်လုံးဝတစ်ဆက်ဆက်ဓာတ်တစ်ချောင်းထုလုပ်ပေးမယ်လို့ပြောပါတယ်တွန်းဆုတ်ခြင်းမရှိပဲရှစ်တကုတ်ဟာကဘာပေါ်မှာအနေရရှိဆုံးနေရဖြစ်အစ်တဲ့တင်မင်းစီကိုချက်ချင်းထွက်ခွာဖို့ဆုံးဖြတ်လိုက်တယ်